တော်လေတာတိမင်းစားတော့မနော်ဟဲ့နင်ငါခိုင်းနေလောက်ပါလားဟုတ်လောက်ပါတော်လေမေမေတာတိမင်းစားတော့မနော်အော်အေးတာမေမေဒီနေ့ဘာချက်လဲဒီနေ့တာကြိုက်တယ်လေငဖဲချက်လာတဲ့တာရဲ့ငဖဲဟင်းမေမေတာရင်ကြိုက်တယ်အမလီတာရဲ့စားမှာပေါ့အဝစားမှာအဝတော်လေအဲ့ဒါဆိုတာတိမင်းစားတော့မနော်ဟဲ့ကောင်လေငါသားတော့မစားသေးဘူးနင်ကဘာလို့စားမှာလဲငါသားဆိုင်မှာစားရမယ်တော်လေတာဖရန်စားနေပြီဟဲ့ငါပြောနေမှာမကြောက်လားငါသားဆိုင်မှာစားလို့အော်ဟုတ်တော်လေဟုတ်တားရေထမင်းစားတော့နော်ဟုတ်ကဲ့ပါမမေအော်ဟဲ့ကောင်လေငါတို့ထမင်းစားဖို့တော့ကြာမရှိဘူးအဲ့ဒါလမ်းမှာလေတခွားကြီးတောက်ခဲ့ပြောဟုတ်ကဲ့တော်လေရောဒီမှာပတ်စံဟဲ့မြင်သွားနော်ငါကြာတာမကြိုက်ဘူးနော်ဟုတ်ကဲ့ပါတော်လေတားရေဟင်းတွေကောင်အောင်စားနော်တူတော့ချံမထားနဲ့ဟုတ်မမီဟုတ်တားကုံစားလိုက်မယ်နော်အေးမြန်စားသူပြန်လာတော့မှာမမေကလေသူ့ကြည့်လို့မရလို့တားရဲ့တားကုံစားနော်ဟုတ်မမေအဲ့ဒါကြောင့်မလို့မင်းချစ်နေရတာတော်လေတားတခွားတိဝယ်ဝိုင်းနော်ဟဲ့ကောင်လေတခွားတိဝယ်ဝိုင်းလေရေဆေးပြပကံထည့်ပြီးလာခဲ့လေအော်ဟုတ်တော်လေဟုတ်တားမေ့သွားလို့ပါတော်လေတားထမင်းစားရပြီလားဟဲ့ခဏလေးငါစားအောင်မယ်ငါဆိုင်မှာစားတော့ဒေါ်လေးခုနကပြောတော့ဒေါ်လေးသားစားခွင့်စားရမယ်ဆိုဟဲ့ငါကြံသေးတယ်ခုနကငါပြောလို့မေ့သွားတယ်ဒေါ်လေးသားပိုက်ဆိုင်နေပြီဒေါ်လေးရဲ့ဟဲ့ငါဘာမှမရှိနဲ့ငါဆိုင်မှာစားဟုတ်ဒေါ်လေးဟုတ်အော်ခဏလေးဟဲ့ရေချိုးကန်းမှာရေတွေမရှိရောယူသားဖြစ်လိုက်အောင်ဒေါ်လေးထမင်းဆိုင်မှာဖြစ်လို့ရလားဒေါ်လေးဟဲ့တွားဖြစ်ဆိုတွားဖြစ်လိုက်ပေါ့နေမစားသေးဘူးလေဟုတ်ဒေါ်လေးဟုတ်တော်လေတားရီဖြစ်သွားပြီထမင်းစားတော့မနော်အေးရပြီတွားတော့မျိုးဆိုးတော့ဟာတော်လေအိုးတော့ဘာမှမရှိတော့ဘူးအရေးပဲရှိတော့တယ်ဟဲ့အရေးရှိအရေးနဲ့ပဲစားပေါ့နင်ကဘာနဲ့စားကြည့်လို့လဲတော်လေမနက်ကသားကြီးရလေအိုးထဲမှာဟင်းနဲ့အများကြီးပဲတော်လေအခုကမရှိတော့ဘူးဟုတ်တယ်လေအဲ့ဒီဟင်းနဲ့ငှက်သားနဲ့ငါနဲ့စားတယ်လေဟဲ့တော်လေးတို့ကလည်းတောက်တုံးတောင်းမချင်တာပဲအမလီဟဲ့ငါတို့လေချမ်းချင်းချမ်းမချမ်းချင်းမချမ်းဘူးပေါ့အဲ့လိုလည်းမဟုတ်ဘူးလေတော်ရရလဲတားရတုံးလုံးစားချင်တာပေါ့ဟဲ့ကောင်လေးနင်ဘာမှရှင်နေရှိရတယ်ပဲစားဟုတ်တော်လေးဟုတ်အော်ဟဲ့ထမင်းစားသွားလို့ဆိုရင်လည်းခြံထဲမှာရေလောင်းလိုက်အောင်ဒေါ်လေးရဲ့တားလည်းဝိုင်းကူခိုင်းအောင်လေအမလီငါသားငါဘာလို့ခိုင်းရမှာလဲအဲ့လိုမဟုတ်ဘူးလေတော်လေးရလဲသူလည်းဝိုင်းကူတော့တားတက်တာပေါ့ငါသားတော့မခိုင်းနိုင်ပါဘူးဒီမှနေတော့လို့ဟဲ့ကြားလားဟုတ်တော်လေးဟုတ်လှုပ်လိုက်ပါမယ်